အားလုံးပဲမင်္ဂလာပါ 하나 찬송 원하이시 ကျွန်တော်ကတော့ 미라마센 ချီပီချေကန်းဖြစ်ပါတယ် 에이거는 카이원 အားလုံးပဲတကယ်ချင်းနေဒီနေ့ဗီဒီယိုမှာတော့ 에? ကျွန်တော်တို့ 선생님? Minecraft Survival Series တခုစော့ကစားရမှာဖြစ်ပါတယ်အဲ့တော့ဒီ Survival Series မှာကျွန်တော်တို့ကနာမည်ကိုတော့တောင်းဆိုပြီးပေးရပါတယ်ကျွန်တော်ကဒီကဘာကြီးထဲမှာဘာတွေလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ Envire ကြီးကိုကြီးတစ်ဆက်ကြီးအောင်တီစောက်အောင်ဖြစ်ပါတယ်ဆိုတော့ပထမအောင်ဆုံးလုပ်ရမှာတော့အစာရှာရပါတယ်အစာရှာရမယ်နေရာကောင်းလေးတစ်နေရာကိုရှာရမယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရေဆုံးနေရာကောင်းမှာရေမြေပြည့်စုံစာဟာရပေါ်များတဲ့နေရာမျိုးမှာကျွန်တော်တို့ရဲ့အင်ပါယာကိုစပြီးတော့တည်ထောင်အောင်ဖြစ်ပါတယ်။ဒါကောင်းရှာထားနိုင်ဖို့အတွက်အစာရည်သာရင်ရှာဖို့လိုပါမယ်ပေါ့နော်။ကြောက်လုံးတူးအောင်ဒီနားမှာကြောက်လုံးမရှိနိုင်ဘူးကကျွန်တော်ကအေးကြီးရပဲဗျာ။明るくでいい部屋ですね。 ရွာလေးတွေပါတော့ရှာနိုင်ကောင်းတယ်။စားရည်ရင်စုပါ။ どこで買ったんですか？これは私がထူးတွေနဲ့စတာနဲ့စားရင်ဒီလိုမျိုးစတုံးထူးလေးတွေကပို့ပြီးတော့ 作ったんですよ。 တုံးဝင်အောင်ဒါရေးကြီးဆုံးပဲကိုးလေးတွေနည်းနည်းမပါမယ်ဗျာすごいですね。ဖူလေးစပြီးတော့ရှားရမယ်ဗျာကျွန်တော်အသက်ရှင်ဖို့အတွက်明るくでいい部屋ですね。တောင်ဘရင်ကြီးကရှော့ရလို့မဖြစ်ဘူးလေဆိုတော့ဒီတောင်အင်းဘရင်ချစ်ကန်းလာပြီငါရဲ့အင်းပါရကိုတီထောင်ဖို့လာပြီစာရည်သာလေးတွေ့ပြီဗျာစာရည်သာလေးစုဆောင်းမယ်မင်းတို့ကတစ်ချိန်တောင်ကိုတိုင်းပြည်ကြီးအတွက်တမိုင်းဝင်နေတယ်ပြိဿံမင်းတို့ကတောင်ကိုအင်ပါယာကြီးကိုအစာရည်စာနဲ့ပြည်ရင်းပေးခဲ့တယ်မင်းတို့ထာဝရဂုဏ်ပြုနေမှာပြီးတော့ဒီဘရင်ကြီးအတွက်ရေးကြီးတဲ့အာမာကာဝယ်တွေလည်းပြီးတောက်ရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အတွက်အိယာလုပ်ဖို့ရှိသုံးကောင်စင်နဲ့စောင့်နေပါတယ်တဲ့ဗျာဒီတိုင်းပြည်အတွက်လက်ကြီးကတော့စတင်နေပါပြီကျွန်တော်တို့ဘကြီးအတွက်မင်းတို့ရဲ့အသက်တွေတောင်ကိုအင်ပါအတွက်ပေးဆက်ကြပါနေမြေတစ်ကိုရှာကြမယ်ကျွန်တော်တို့ဘယ်လိုနေရာကိုအရင်ဆုံးရှာနေလဲဆိုကျွန်တော်တို့အတွက်ရွာတရွာတောင်ကိုအင်ပါယာဖြစ်မဲ့ရွာကိုအရင်ရှာဖွေရမယ်ဒီတောင်ပေါ်မှာတွားရှာရမလား။အော်ကံကောင်းရင်တော့တောင်ပေါ်ရွာလေးတရားနဲ့တွားတွေ့ရတာတောင်ကိုအင်ပါယာဖြစ်မဲ့ရွာကြီးကျွန်တော်တို့အဲ့ကိုတွားမယ်တောင်ကိုအင်ပါယာကြီးအတွက်တောင်ဘရင်တောင်ကျော်စရောက်ပြီဗျာမိုးရဲချုပ်ရိုးထားတာလေတိပြည့်ပြည့်ခုတ်လိုက်ပါတယ်明るくでいい部屋ですね。ဒီရွာသားတွေကိုこのテーブルは面白いデザインですね。どこで買ったんですか？မင်းတို့ကこれはတောင်ရွာသားတွေဖြစ်ကြအောင်တည်င်းပညာဟိုနေရာမှာရွာနေမျိုးစတင်နိုင်ပြီじゃあ、ねが在bên出生而已，看完了是。တောင်ရွာမှာပထမဆုံးလုပ်ရမယ်လို့ပါကျွန်တော်တို့ရဲ့ဘရင်ရဲ့နေထိုင်ဖို့အိမ်လေးကိုအရင်စောက်ရမယ်ကြည့်ရတာအိမ်ကိုဒီမှာစောက်ရမယ်
ဘယင်းအတွက်မြင့်ဆုံးတွေကတရင်ုံလုတ်ပေးရတာကွာဒီဘောကတော့ဟုတ်ပြီကျွန်တော်တို့ဒီပေါ်မှာအိမ်ဆောင်ရဗျာဘယင်းနန်းတော်ဆိုတာထိတ်ဆုံးပါပဲရှိရဟုတ်တယ်မလားဒီမှာဒီရွာအကုန်လုံးမြင်တယ်ဒီလေကြီးအကုန်လုံးအဲ့တော့အိမ်ဆောက်ဖို့ဆိုရင်ကျွန်တော်တစ်တွေအရင်လုံတော့ခုတ်မယ်ကြောက်တုံးတွေလုံတော့တူးမယ်ပြီးရင်မှအိမ်ကိုတက်ချောင်းမယ်အဲ့တော့အရင်ဆုံးမိုင်းကြရတာပေါ့ဆက်ပြီးရုပ်ဒါတခုလုံးမယ်ကျွန်တော်တို့ကြိုးစရာရှိတာကြိုးမယ်အစားအစာတွေချက်မယ်ဘိုင်းတင်းနဲ့ဆင်းဖို့ဆိုတာလေလွယ်ကူတဲ့လုပ်တော့မဟုတ်ဘူးနဲ့ရွာဆန်တော့ဘာမှမမြင်အောင်ကြာကြည့်ဒီဘက်မှာလာနေဒီချောက်သွားပြီကျွန်တော်တို့ရွာကိုကျွန်တော်ပြန်ရောက်ပြီတို့ရွာအားလာအိုး no ပြေငါတို့မိုးတွေရွာနေ emergency နေသားမှရှိတယ်တောင်ငူရွာတိုက်ခိုက်ခံနေရပြီတောင်ငူရွာရ no run တို့မိုးရွာနေဘာလို့ပြင်ထွက်ကြရလဲခေါင်းလောင်းတီအိမ်ထဲဝင်ကြငါကာဝယ်ပြီးမယ်ဟုတ်တယ်ငါပြီးနေရတယ်ကျင်းအောင်โอเคကျွန်တော်တို့ဟုတ်ကျွန်တော်တို့ခုနမိုင်းလူနဲ့ရရတယ်အာယုံနေရင်ရရတယ်ဒီအာယုံလေးတွေကိုကျွန်တော်တို့ကြိုပြီးတော့ကျွန်တော်တို့ရဲ့အာမာလက်နက်တွေကိုလုပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအမြင့်ဆုံးဂျွာရဲ့အပေါ်မှာကျွန်တော်တို့ပထမဆုံးနန်းတော်စပြီးတော့တည်ရမယ်ကဲတိခုတ်တဲ့လုပ်ငန်းတွေရစကြတာပေါ့ဗျာတောင်းပြီးလက်နဲ့တွေကတော့အာယုံတွေလည်းပြောရပြီအာမာလည်းရပြီအိမ်ဆောက်ဖို့တုံးလည်းလုပ်ကြတာပေါ့အိမ်ကိုအရင်ဆုံးတစ်သားလေးနဲ့ပဲကျွန်တော်ရင်ဆောက်နိုင်အောင်ပဲဗျโอเคကျွန်တော်တို့ဒီလိုဒီနားလေးကိုမြေကြီးရင်နှိတိုင်းကောင်းလားဒီလေးပြန်စမယ်ဒီပေါင်းဦးခံရရင်လောင်တာအဲ့ဒါကဲဘယင်းကြီးရဲ့အိမ်ကတော့နန်းတော်တဲတွေကတော့
ယာယီတဲတွေကတော့ဒီဆောက်လို့ပြီးသွားပါပြီ တာလို့ရှိ အားလုံးရဲ့ထိတ်မှာ ကိုလည်းရှိ ဘယင်းကြီးကဘယင်းရဲ့တဲယာယီတဲတွေကတော့ဒီရှိနေပါတယ်ဆိုတော့ကျွန်တော်တို့ oh no ကျွာသားမင်းငါဆောက်လိုက်တဲ့အိမ်ကိုမင်းကဒါနေဖို့တုံနေရတာဘယင်းရဲ့ကိုရန်တော့ကိုလို့တော့ဖြစ်နေတာဟာအဲ့လိုမင်းနေရတော့မင်းဒီမှာကိုလို့တော့နေဒီထားလိုက်ဘယင်းအိမ်ကဒါဘယင်းရဲ့ဆိုတော့အားလုံးပဲဒီဘိုင်းကတော့ဒီလောက်ပါပဲကျွန်တော်နောက်မှနီးလာရင်ဘိုင်းတွေဆက်လုပ်မယ်မလားမလုပ်ပြင်းလုပ်မယ်မပြင်းမလုပ်ကဲကြီးချူပေးတဲ့ညီကိုမောင်နှမကလေးတွေအားလုံးပဲပျော်ရွှင်ပါစေဗျာ